ဒီမိန်းကလေးဟာငငယ်လေးကတည်းကသူ့မနာမှာပဲအမြဲကပ်နေခြင်းခဲ့တာပါသူ့အမမင်္ဂလာဆောင်တဲ့နေ့မှာတော့အမဖြစ်သူနဲ့ခွဲရတော့မယ်ဆိုတဲ့အတီနဲ့သူဟာအကြီးအကျယ်ငိုကြွေးခဲ့ပါတယ်အမနဲ့မခွဲနိုင်တဲ့အဆုံးမှာတော့သူဟာရဲတင်းနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အဲ့ဒါကတော့သူ့ခဲအိုမှာသူနဲ့ရွယ်တူမောင်လေးတယောက်ရှိတာကိုသိသွားတာပါပဲဒါနဲ့ပဲသူဟာအဲ့ဒီလူရဲ့အာယုံဆိုင်မှုကိုရအောင်သူ့ရှိမှတမင်တကာသွားရေးပြပါတယ်နောက်ဆုံးအဲ့ဒီလူရဲ့ကားရှိမှလဲလျောင်းပြီးကားနဲ့တိုက်မိပြီဆိုပြီးတာဝန်ယူဖို့အတင်းအကျပ်တောင်းဆိုပါတော့တယ်စူညံတန်တွေကြောင့်အမဖြစ်သူရောက်လာတဲ့အခါမှာတော့အဲ့ဒီလူကသူ့မတိုက်မိကြောင်းညင်းဆိုပါတယ်ဒါပေမဲ့မိန်းကလေးကတော့တကိုယ်လုံးနာကျင်နေတယ်လို့အော်ဟစ်နေတာကြောင့်ခဲအိုဖြစ်သူကသူ့မောင်လေးကိုဆေးရုံမြန်လိုက်ဖို့ခိုင်းလိုက်ပါတယ်အကိုဖြစ်သူရဲ့ပြတ်သားတဲ့စကားကြောင့်အဲ့ဒီလူလည်းမတက်တာပဲမိန်းကလေးကိုပွေ့ချီပြီးခေါ်သွားရပါတော့တယ်ကားပေါ်ရောက်တဲ့အခါအဲ့ဒီလူကမိန်းကလေးကိုတကယ်ရည်ရွယ်ချက်ကဘာလဲလို့မေးပါတယ်မိန်းကလေးကလည်းပွင့်ပွင့်လင်းလင်းပဲရှင်းနဲ့လက်ထပ်ချင်လို့ပြန်ဖြေလိုက်တဲ့အခါလူကောင်ကြီးမှစုံသွားပါတော့တယ်အဲ့ဒီလူတိုးဆုပ်နေတာကိုမြင်တော့မိန်းကလေးကတနာဆောက်ွယ်မျက်လုံးလေးတွေနဲ့ကြည့်ပြီးအေးအေးကြိုပြန်ပါတယ်ချစ်စရာကောင်းတဲ့မိန်းကလေးရဲ့အပူကတ်မှုကိုမလွန်ဆန်နိုင်ပဲနောက်ဆုံးမှာတော့လက်ထပ်ဖို့သဘောတူလိုက်ရပါပြီလက်ထပ်စာချုပ်ရပြီးတဲ့နောက်မိန်းကလေးကတခိခိနဲ့ရေမောပျော်ရွှင်နေပါတယ်အဲ့ဒီလူကတော့သူ့ကိုလက်ထပ်ရတာဒီလောက်တောင်ပြောနေသလားလို့ထင်နေတာပါအဲ့ဒီနောက်သူ့အိမ်ကိုခေါ်သွားဖို့ပြင်တော့မိန်းကလေးကတားပြီးသူ့အကိုအိမ်ကိုပဲပြန်လိုက်ပို့ခိုင်းပါတယ်မင်းအတွက်ဘလို့အိမ်မျိုးမဆိုဝယ်ပေးနိုင်ပါတယ်လို့အဲ့ဒီလူကပြောပေမဲ့မိန်းကလေးကတော့ညှင်းဆန်ပြီးသူ့အမနဲ့ပဲအတူနေချင်တယ်လို့ဆွတောင်းဆိုပါတယ်တကယ်လို့သဘောမတူရင်အခန်းခွဲအိမ်မယ်လို့ချင်းချောက်တာကြောင့်အဲ့ဒီလူလည်းခေါင်းငိမ့်လိုက်ရပြန်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲမိန်းကလေးဟာအမဖြစ်သူရဲ့ခြေထောက်ကိုဖက်တွယ်ပြီးအတူတူအိမ်မယ်လို့ထက်ကြည့်ကြပါတော့တယ်လက်ထပ်ပြီးတဲ့နောက်မိန်းကလေးဟာဘာအလုံးမှလုပ်เสียမလို့ပဲခဲအိုဖြစ်သူစီကနေနေတိုင်းမဖို့ဒေါ်လာ3သိန်းတောင်ရနေခဲ့ပါတယ်ဒီလိုနဲ့ပျော်ရွှင်စရာနှစ်တာကုန်ဆုံးသွားတဲ့အချိန်မှာတော့ခဲအိုဖြစ်သူဟာရီးစားဟောင်းနဲ့ပြန်တွဲနေတာပေါ်သွားပါတယ်ရီးစားဟောင်းကလည်းအမဖြစ်သူကိုတမင်တက်စာတွေပို့ပြီးရန်စပါတော့တယ်ဒါနဲ့ပဲအမဖြစ်သူကချက်ချင်းကွာရှင်းဖို့ဆုံးဖြတ်ပြီးညီမလေးကိုငါနဲ့အတူလိုက်ခဲ့မလားလို့မေးပါတယ်မိန်းကလေးကလည်းချက်ချင်းပဲသဘောတူပြီးအဲ့ဒီညမှာပဲအထုပ်ပိုးတွေပြင်မာတော့တယ်ဒါကိုအဲ့ဒီလူကအချိန်မီသိသွားပြီးဘယ်သွားမလို့လဲလို့မေးတဲ့အခါအမကရှင်အကူနဲ့ကွာရှင်းမှာဆိုတော့ကျမလည်းရှင်နဲ့ကွာရှင်းမယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်အဲ့ဒီလူဟာအကြီးအကျယ်ဒေါသထွက်သွားပြီးမိန်းကလေးကိုအတင်းအကျပ်နှမ်းရှိုက်ကမင်းကနာကနေဘယ်မှထွက်သွားလို့မရဘူးလို့ရာစတန်ပေးလိုက်ပါတယ်နောက်တနေ့မနက်မှာတော့မိန်းကလေးဟာတကိုယ်လုံးနာကျင်ကြိုက်ခဲပြီးအောက်ထပ်ဆင်းလာခဲ့ပါတယ်အမဖြစ်သူကကွာရှင်းစာချုပ်ပေးလိုက်တဲ့အခါမှာတော့သူချက်ချင်းလက်မှတ်ထိုးလိုက်ပါတယ်သူထွက်သွားတာကိုတိလိုက်ရတဲ့အဲ့ဒီလူဟာဒေါသတွေပောက်ကွဲပြီးသူ့လက်ထောက်ကိုဘလောက်ကုန်ကုန်အမြန်ဆုံးလိုက်ရှာဆန်းလို့အမိန့်ပေးပါတော့တယ်အမနဲ့အတူထွက်လာပြီးနောက်မှာတော့အမဖြစ်သူကညီမလေးပြင်းနေမှာဆိုလို့စားတော့ဆိုင်တစ်ဆိုင်ဝယ်ပေးလိုက်ပါတယ်ဆိုင်လေးလူသိများလာအောင်မိန်းကလေးကအင်တာနက်ပေါ်မှာမိုးပန်းစားပြတဲ့လိုက်လွှင့်ပါတယ်သူ့ရဲ့ချစ်စရာကောင်းတဲ့ပုံစံကြောင့်ပရိသတ်တွေအများကြီးရလာပါတယ်အဲ့ဒီကနေတဆင့်အဲ့ဒီလူရဲ့လက်ထောက်ဟာဆိုင်တီနီယာကိုရှာတွေ့သွားပါတယ်မိန်းကလေးတယောက်လိုက်လွှင့်ပြီးဟင်းလျာတွေအကြောင်းပြောပြနေတော့မှပဲအဲ့ဒီလူကရုတ်တရက်ရှိမှပေါ်လာပါတော့တယ်မိန်းကလေးခမများတော့ကြောက်လန့်တကြားနဲ့ကြောင်ကြည့်နေမိပါတော့တယ်